ကားနဲ့နားထောင်သူလူတွေကတယောက်နဲ့တယောက်စကားပြောကြတယ်စကားပြောတဲ့အကြောင်းအရာတွေကလည်းမျိုးစုံတယ်ပေါ့လူမှုရေးစကားပြောတဲ့လူရှိတယ်နိုင်ငံရေးစကားပြောရှိတယ်တရားစကားပြောတာရှိတယ်အပြောအချက်အပြောအပြစ်ဆိုတာလို့ရောက်တဲ့ရာရာတွေပြောတာမျိုးတွေရှိတယ်လောကလူတွေဟာစကားမျိုးစုံပြောကြတယ်မုခန္ဓမဘုံစနတ္ထာယကထနတ္ထာယသကတံဆိုတဲ့ပါဠိစကားလုံးလေးကိုငယ်စဉ်ကတွေ့တဲ့အခါမှာရှိစရာလှုပ်ထားတာလို့အောင်းမိတယ်ပေါ့နော်ဆိုလိုတာကမုခန္ဓမပါဇက်ဆိုတာဟာဘုံစနတ္ထာယသမင်းစားဖို့အတွက်လည်းကောင်းကထနတ္ထာယစကားပြောဖို့ရအတွက်လည်းကောင်းကတံပြုလို့ဖန်တီးထားတာဖြစ်တယ်ပါဇက်ဆိုတာသမင်းစားဖို့နဲ့စကားပြောဖို့ဆိုအဲ့ဒီပါဠိစာပိုက်တွေကိုတွေ့တဲ့အခါတော့ရှိစရာလို့ပဲအောင်းမိတာတကယ်တော့လေလူတွေဟာပါဇက်နဲ့သမင်းစားတာရဲ့စကားပြောတာရဲ့ဒီနှစ်ခုအဓိကထားပြီးတော့လုပ်ချတာပေါ့နော်အတပြားတွေရောမလုပ်ဘူးလားလို့ဆိုတော့တခြင်းဆိုတာလို့ဘာလို့လဲလုပ်သေးတာပေါ့နော်ပါဇက်ကိုသုံးချပြီးတော့ပြောသို့တော်လည်းပဲသမင်းစားတာနဲ့စကားပြောဖို့ရတော့အဓိကတခြင်းဆိုတာရမယံခါမှဆုံးတခြင်းမဆိုပဲငိုတဲ့အခါလဲရမယံခါငိုရင်ငိုမယ်ပေါ့တကယ်ကတော့လူတွေရဲ့မုခလို့ခေါ်တယ်ပါဇက်ဟာသမင်းစားဖို့နဲ့စကားပြောဖို့ဆိုတယ်ဟုတ်ပြီစကားဆိုတာပြောကြတယ်တယောက်နဲ့တယောက်စကားပြောတယ်မိမိတို့နားလဲတဲ့ဘာသာစကားသုံးချပြီးတော့ဘာသာစကားချင်းတူညီတဲ့ပုဂ္ဂိုလ်တွေကလူမျိုးတူအများအားဖြင့်ကိုယ်နဲ့ဘာသာစကားတူတဲ့ပုဂ္ဂိုလ်တွေနဲ့စကားလက်ဆုံကြတယ်လို့ပြောကြတယ်အဲစကားနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောထားတဲ့သုတ်တန်တွေကစိတ်ဝင်စားဖို့ရကောင်းတယ်ပေါ့နော်စကားပြောဆိုဆွေးနွေးတဲ့လူရှိတယ်လို့စကားပြောဆိုမဆွေးနွေးတဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲစကားပြောတဲ့အခါမှာစကားပြောတယ်ဆိုကြတယ်ကိုတယောက်တည်းပြောတာမဟုတ်နားထောင်တဲ့လူရှိသေးတယ်ဘယ်သူကိုပြောတာလဲဟိုနိုင်ငံရေးတရားဟောတယ်ဆိုရောက်လာတဲ့လူတွေပရိသတ်တွေကိုပြောတယ်စီးပွားရေးအကြောင်းဆိုရင်စီးပွားရေးစိတ်ဝင်စားတဲ့ပုဂ္ဂိုလ်တွေတကယ်လို့အကြောင်းတွေတို့ပညာသင်အကြောင်းတွေတို့မှဆိုရင်ဘာသာရပ်တွေကိုပြောဆိုပို့ချကြတာဖြစ်တယ်စာရေးဆရာတွေဟောပြောပွဲမှာဆိုလို့ရှိရင်လည်းပဲလောကကြီးပွားရေးတန်တရားကြီးပွားရေးဆိုတာတွေကိုပြောဆိုကြတယ်ပေါ့နော်အဲ့လိုပြောဆိုတဲ့အခါမှာစကားကောင်းတော့လည်းပဲအလုံးအတွက်ဒီစကားဟာစကားကောင်းဖြစ်သလားနားထောင်တဲ့လူတိုင်းမှာဒီစကားကိုနှစ်ချိုက်ကြသလားဘယ်ရှုတော့ကနေပြောပြီးစကားကောင်းစကားမကောင်းလို့သတ်မှတ်တယ်လေစကားဆိုတာကောင်းတဲ့စကားလားမကောင်းတဲ့စကားလားဆိုတာအကြောင်းအရာပေါ်မှာမူတည်မယ်ဆိုရင်တော့ကောင်းတဲ့စကားမကောင်းတဲ့စကားကိုသတ်မှတ်လို့ရတယ်သို့တော့ကိုပြောတာကအကောင်းနားထောင်သူကမကြိုက်ဘူးဆိုရင်စကားအကောင်းမဖြစ်ပြန်ဘူးဒါနားထောင်သူနဲ့ပတ်သက်ပြီးတော့စကားကောင်းတယ်မကောင်းဘူးဆိုလိုတာကောင်းမကောင်းတဲ့ထိရောက်မှုရှိမရှိပေါ့စကားနားထောင်တဲ့ပုဂ္ဂိုလ်ကနှစ်ချိုက်မှုရှိသလားကျင့်တတ်မှုရှိသလားဆိုတဲ့အပေါ်မှာစကားကောင်းတယ်မကောင်းဘူးဆိုတာကိုသစ္စာပြဒီသုတ်တံမှာတော့အဲ့လိုခွဲတာတကယ်ကတော့စကားကောင်းမကောင်းဆိုတာအကြောင်းအရာနဲ့ပတ်သက်တယ်ပေါ့ subject matter ခုပြောတဲ့စကားဟာလောကမှာအကျိုးရှိတဲ့စကားလုံးလားဒီဘဝအကျိုးရှိတဲ့စကားလုံးလားနောက်ဘဝအကျိုးရှိတဲ့စကားလုံးလားပညာရက်လားအပြော့အပြက်လားဘဟုတုတလားရှင်းမောစရာလားမျိုးမျိုးရှိတာပေါ့နော်သို့တော့နားထောင်သူလိုက်ပြီးတော့နားထောင်သူကရှုနားထောင်သူကသူ့ရဲ့ရှုတော့ကပြောမယ်ဆိုရင်သူကြိုက်မှစကားဟာအကောင်းဖြစ်တယ်သူမကြိုက်တဲ့စကားဆိုအကောင်းမဖြစ်ပြန်သူဘလောက်ကောင်းတာပဲပြောသူကြိုက်ရင်အကောင်းပဲသူမကြိုက်ဒါလူသားတယောက်ရဲ့ရှုတော့ကနေပြော
ကိုထင်ကရင်ရွှေနန်းလို့ဆိုတဲ့အတိုင်းကိုကကောင်းကိုကြိုက်တာဆိုရင်ကောင်းတယ်သို့တော့ကောင်းကောင်းဒီကြိုက်မကြိုက်တဲ့ဆုံးဖြတ်လို့တော့မရဘူးလူသားတွေကတော့ကောင်းကောင်းကိုကြိုက်မကြိုက်တဲ့ဆုံးဖြတ်နေကြတယ်ပေါ့နော်တမိုးရှိတဲ့စကားတမိုးမရှိတဲ့စကားကောင်းမကောင်းကိုကြိုက်မကြိုက်တဲ့ဆုံးဖြတ်ပြီးတော့စကားကိုအကောင်းဆုံးခွဲခြားအဲ့ဒီလိုစကားကိုကြိုက်မကြိုက်တဲ့ခွဲခြားပြောဆိုနေပဲဆိုလို့ရှိရင်တော့အနိတ္တရဘိုင်းကကြည့်ပဲဆိုရင်တော့ကြိုက်မကြိုက်တဲ့ခွဲခြားတာမမှန်ဘူးပေါ့မမှန်ဘူးသို့တော့လောကလူသားတွေကကြိုက်မကြိုက်နေပဲပြောကြတယ်ဟာဒီလူပြောတာရင်ကြိုက်လိုက်တာတို့စကားကောင်းတာပဲဖြစ်စေမကောင်းတာပဲဖြစ်စေလူချိုက်များလို့ရှိရင်စကားကောင်းဖြစ်သွားတယ်လူချိုက်မများဘူးဆိုလို့ရှိရင်စကားဘလောက်ကောင်းကောင်းမကောင်းတာဖြစ်သွားတယ်မကောင်းဘူးဆိုတာထိရောက်မှုသူမရှိတော့ဘူးလို့ပြောတယ်အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမစကားအရပြောမယ်ဆိုလို့ရှိရင်ကောင်းတဲ့စကားမကောင်းတဲ့စကားဟာအနိတ္တရရှိတဲ့စကားမျိုးဆိုရင်သို့မဟုတ်ပစ္စုပန်လက်ရှိဘဝမှာကောင်းကျိုးချမ်းသာတွေကိုဖြစ်ပေါ်စေတဲ့အကြောင်းအရာမျိုးနောက်ဘဝမှာကောင်းကျိုးချမ်းသာတွေကိုဖြစ်စေတဲ့အကြောင်းအရာမျိုးဘဝကြီးပွားတိုးတက်ကြောင်ပြောတဲ့စကားမှန်သမျှဟာတစ်ဖက်သားအပေါ်မှာကောင်းကျိုးချမ်းသာတွေကိုဖြစ်စေတယ်လို့ကောင်းတယ်လို့အကြောင်းအရာနဲ့ပတ်သက်ပြီးကောင်းတယ်လို့ပဲပြောရမှာဖြစ်တယ်သို့တော့အဲ့ဒီစကားမျိုးကိုလူတိုင်းကြိုက်လားဆိုတော့ကြိုက်ပြပြောရမယ်ဆိုရင်မြတ်စွာဘုရားဟောတဲ့တရားတောင်လူတိုင်းကြိုက်တာမဟုတ်ဘူးလို့ပြောရမှာဖြစ်တယ်ပေါ့နော်တခါတလေကောင်းမဖြစ်ဘူးဘာကြောင့်လို့ဆိုရင်ဘုရားမကြည်ညိုတဲ့ပုဂ္ဂိုလ်တွေကမြတ်စွာဘုရားဟောတဲ့တရားတွေကိုတလွဲကောက်ချက်ချပြီးတော့အပြစ်တင်စကားတွေပြောနေကြတာရန်ကုန်မှာဘယ်လိုပြောတာပဲဘယ်လိုဆိုတာပဲဆိုပြီးတော့စကားနဲ့ပတ်သက်ပြီးအမှားကိုထောက်ပြပြီးပြောဆိုကြတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်ဘုရားလက်ထက်ကသို့တော်မြတ်စွာဘုရားဟောတဲ့စကားကအမှားလားလို့ဆိုတော့တကယ်တော့အမှားမဟုတ်ဘူးနားထောင်သူကသူနဲ့မကြိုက်ဘူးသူဆန္ဒနဲ့မတည့်ဘူးဆိုရင်အမှားဖြစ်တယ်အဲ့တော့ဒါစိတ်ဝင်စားတဲ့ကောင်းတယ်စိတ်ဝင်စားတဲ့ကောင်းတယ်စကားလူတွေပြောကြတဲ့စကားအဲ့တော့ကိုယ်အနေနဲ့ကတော့စကားကောင်းဖြစ်ဖို့ရကြတော့အကြောင်းအရာကောင်းတာပဲဖြစ်ရကိုပြောတဲ့စကားဟာနှစ်သာရရှိတဲ့စကားဖြစ်ရမြတ်စွာဘုရားစကားနဲ့ပတ်သက်ပြီးပြောတယ်စကားပြောလို့ရှိရင်တဲ့ကိုမှန်တာပဲပြောမယ်မမှန်တာမပြောဘူးအဲ့တော့မှန်တဲ့စကားဟာကောင်းတဲ့စကားသို့တော့မှန်တာပြောလို့မခံနိုင်တဲ့လူတွေကလည်းအများကြီးရှိသေးတယ်နော်အဲ့တော့နားထောင်တဲ့ပုဂ္ဂိုလ်ကြတော့ကောင်းကြီးမှကောင်းတယ်သို့တော့ကိုပြောတဲ့စကားတန်ဖိုးရှိအောင်လုပ်ချင်ဘာလို့အောင်မှန်တာပဲပြောမယ်မမှန်တာဘယ်တော့မှမပြောဘူးဟုတ်ပြီမှန်တာကိုပြောတယ်ဆိုမှန်တိုင်းကောင်းလားလို့ဆိုနောက်တစ်ခုစဉ်းစားလိုက်အကျိုးရှိမှပြောမယ်အကျိုးမရှိရင်မပြောဘူးကိုပြောတဲ့စကားဒီအကျိုးရှိတဲ့စကားအကျိုးဆိုဒီမှာတစ်ဖက်သားအတွက်ကောင်းကျိုးအသိဉာဏ်တိုးတော်တာမျိုးတတိပေးတာမျိုးတစ်ဖက်သားအတွက်အကျိုးရှိတော်တာမျိုးအကျိုးရှိတဲ့စကားမျိုးဖြစ်ရမယ်နောက်တစ်ခါကျတော့ဟုတ်တယ်မှန်လဲမှန်တယ်အကျိုးလည်းရှိတယ်ပြောချင်တဲ့အချိန်ကောက်ပြောမှလားလို့ဆိုအဲ့လိုလည်းမဟုတ်ဘူးပြောတဲ့အချိန်မှာပြောမယ်မပြောတဲ့အချိန်ကျမပြောဘူးဘယ်ဟာပဲဖြစ်ဖြစ်ပြောတဲ့အချိန်ပြောလိုက်မှအကျိုးတက်ရောက်မှုဆိုဖြစ်တယ်အဲ့လိုမဟုတ်ဘဲနဲ့အချိန်မရွေးဒီစကားကြီးပြောလို့ရှိရင်လေဘလောက်ပဲမှန်ဘလောက်ပဲအကျိုးရှိအချိန်မတန်ရင်စကားဟာတမှုမဲ့သွားတယ်ပေါ့ဒီလိုဆိုလို့အဲ့တော့ကိုနေ့စဉ်စကားကြီးပြောနေတဲ့အခါမှာမိဘကသားသမီးကိုပြောတာပဲဖြစ်စေသားသမီးကနေမိဘကိုပဲပြောတာပဲဖြစ်စေညီကိုမောင်နှမအချင်းချင်းပြောတာပဲဖြစ်စေကိုမိတ်ဆွေအချင်းချင်းစကားပြောတာပဲဖြစ်စေကိုပြောတဲ့စကားသည်မှန်ကန်တဲ့စကားဖြစ်ရမယ်ကိုပြောတဲ့စကားသည်အကျိုးရှိတဲ့စကားဖြစ်ရမယ်ကိုပြောတဲ့စကားသည်ပြောချင်ရောက်လို့ပြောတဲ့စကားမျိုးဖြစ်ရမယ်လို့ဒီအချက်၃ချက်ကိုအဓိကထားပြီဟုတ်ပြီကိုပြောမဲ့အကြောင်းအရာဟာမှန်တယ်တစ်ဖက်သားအတွက်အကျိုးဖြစ်ထွန်းမယ်ပြောချင်တဲ့ရောက်လာပြီပြောပုံပြောနည်းလေးကိုတစ်ခါတတိထားရအောင်
ဒီပြောကုန်ပြောနေဆိုကိုပြောတဲ့စကားဟာစကားလုံးကကြမ်းတမ်းတဲ့စကားလုံးကိုသုံးချပြီးတော့ပြောမလားသိမ်မွေးတဲ့စကားလုံးနဲ့ပြောမလားဆိုရင်သိမ်မွေးတဲ့စကားလုံးနဲ့ပြောမယ်ကြမ်းတမ်းတာနဲ့မပြောအောင်တချို့ကိစ္စမှန်တော့မှန်တယ်စကားလုံးကကြမ်းသွားလို့ရှိရင်ကြက်တဲ့လူကနားမခံတာဘူးဖြစ်တယ်ဒါကြောင့်ကိုပြောတဲ့စကားလုံးဟာကြမ်းတမ်းတဲ့စကားလုံးမဖြစ်စေရဘူးနှုညံ့သိမ်မွေးတဲ့စကားဖြစ်စကားနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရဲ့ခုံကြီးတွေကိုဖော်ပြတဲ့အခါမှာပေါ်ရီတဲ့မြို့သူမြို့သားတွေသုံးတဲ့စကားယဉ်ကျေးတဲ့စကားသူတို့ပြင်မန္တလေးမြို့တော်သူမြို့တော်သားတွေရဲ့စကားလုံးကယဉ်ကျေးတယ်လို့ပြောတယ်ဘာလို့ယဉ်ကျေးလို့ဆိုမြန်မာနိုင်ငံရဲ့နောက်ဆုံးမိနစ်ပြီဖြစ်ခဲ့တော့မိနစ်ပြီဖြစ်တဲ့အခါကျတော့မြန်မာယဉ်ကျေးမှုဟာစကားပေါ်မှာရပ်တည်နေတဲ့မြန်မာယဉ်ကျေးမှုဟာမန္တလေးသူမန္တလေးသားတွေမှာဒီယဉ်ကျေးတဲ့စကားရှိတယ်ဆိုတာကိုပြောလေးဆိုလေးရှိကြတယ်ယဉ်ကျေးတဲ့စကားလုံးဖြစ်ရမယ်ဆိုင်တဲ့စကားလုံးဆိုလိုတာကိုယ့်ရဲ့အကိုရွယ်ဆိုရင်အကိုခေါ်တယ်အမရွယ်ဆိုအမခေါ်တယ်အဲ့ဒါလည်းကြည့်ခေါ်တယ်ကိုယ့်သက်သူ့သက်ကိုကြည့်ခေါ်တယ်ကိုယ်နဲ့မောင်နှမအရွယ်ကိုအတော်လို့ခေါ်ရင်မခံနိုင်ဘူးပေါ့နော်အတော်လို့ကိုယ်နဲ့အရွယ်တူသိမှမကြည့်တာကိုအဘလို့ခေါ်ရင်လည်းခံနိုင်မှာမဟုတ်ဘူးဘေးကကြားတဲ့သူကလည်းကျေနပ်မှာမဟုတ်ဘူးနော်အဲ့တော့တချို့ကအသက်ကြီးတယ်ကိုကအသက်ကြီးတယ်ကိုယ့်ရဲ့သားသမီးအရွယ်လောက်ကိုမြန်မာလေးလို့သွားခေါ်ရင်ကြိုက်မှာမဟုတ်ဘူးသူ့အရွယ်နဲ့ကညီမအရွယ်မဟုတ်ဘူးတူမပဲဖြစ်စေမြည်အရွယ်ပဲဖြစ်စေမြည်အရွယ်ပဲခေါ်မှာပေါ့အဲ့ဒါလည်းပဲလူတွေကမခံတတ်ဘူးမခံကြတတ်ဘူးအရွယ်ကိုစော်ကားတယ်လို့တချို့လည်းထင်တယ်နော်ဆိုတော့အဖွားကြီးတယောက်ကသူ့မြည်အရွယ်လေးကိုငါညီမလို့သွားခေါ်ကြည့်ပါလားကြိုက်ပါလားသူကညီမမှမဟုတ်တာအရွယ်တူချင်းဆွေလို့ရတယ်အဖိုးကြီးတယောက်ကလူပြိုလေးတယောက်ကိုညီလေးလို့သွားခေါ်ကြည့်ပါလားသူ့ရွယ်နေအဲ့ဒါကြတော့ငါမြည်လို့ပြောမှသူကရှင်းတယ်ဟုတ်အဲ့လိုမျိုးတွေရှိတယ်အဲ့တော့စကားသုံးတယ်ဆိုတဲ့နေရာမှာဒီမှန်ကန်တာတွေအပြင်မှာသုံးနှုံးပေါ်ရတယ်ပဲလိုအပ်တယ်လို့သူဆိုတယ်နောက်ဆုံးမှာတော့စိတ်ထက်ကိုပြောတဲ့အတွင်းစိတ်ထက်ဘာဖြစ်ရမလဲဆိုမေတ္တာစိတ်နဲ့ပဲပြောရမယ်ဒေါသနဲ့ပဲပြောရဘူးလို့ပြောအဲ့တော့ခြုံလိုက်မယ်ဆိုရင်ကိုယ့်ကိုစဉ်းစားကြည့်ပြီးတော့ကိုပြောတဲ့စကားလုံးကြီးနံပါတ်1မှန်ကန်တဲ့စကားလုံးဖြစ်ရမယ်အကြောင်းအရာသည်မှန်ကန်တဲ့အကြောင်းအရာဖြစ်ရမယ်နံပါတ်2မှန်ကန်ပြီးတော့အကျိုးရှိတဲ့စကားဖြစ်ရမယ်ကျိုးရှိပြီးပြောတဲ့အချိန်ရောက်တာလည်းဖြစ်ရမယ်ပြောတဲ့အခါမှာယဉ်ကျေးလိမ္မာစွာပြောတာဖြစ်ရအဲ့တော့ယဉ်ကျေးလိမ္မာစွာပြောတဲ့အခါမှာစိတ်ထဲကတစ်မျိုးနှုတ်ထက်ကတစ်မျိုးမဖြစ်စေပဲနဲ့ဒေါသစိတ်နဲ့မပြောရဘူးတဲ့မေတ္တာစိတ်နဲ့ပဲပြောအဲ့ဒါစကားပြောဖို့နဲ့ပတ်သက်ပြီးမြတ်စွာဘုရားဆုံးမထားတာရှိအလုံးမဲမှတ်သားစရာကောင်းတယ်ပေါ့စကားပဲဘာမှရွေးချယ်စရာမလိုဘူးလို့များအဖြစ်ဖြစ်မိမယ်တကယ်လူယဉ်ကျေးမှုတွေကြတော့စကားကိုရွေးချယ်ရပြောတတ်ရတယ်အသုံးတော့ကစပြီးတော့ယဉ်ကျေးဖွဲ့ရမှုရှိအဲ့ဒါပြတော့ပေါ်ရီဘုဇနာကန္တာများကြိုက်တယ်နှစ်သက်တယ်ဟရိယင်္ဂမသူပြောလိုက်တဲ့စကားယင်ထဲကိုဆွဲသွားတယ်ကန္နဒုက္ခနားချမ်းသာတယ်နိဒာနဝတိဆိုတာမှတ်ထားရင်ထဲကိုမှတ်ထားမဲ့စကားမျိုးနော်ရဆွဲထိုးပြီးတော့မှတ်ရလောက်အောင်မှတ်တိုက်သားလိုက်တဲ့စကားမျိုးလေးတွေဖြစ်ရမယ်လို့ဒါစကားပြောတာနဲ့ပတ်သက်ပြီးစကားရဲ့တန်ဖိုးတွေကိုထုတ်ဖို့ပြီးတော့မြတ်စွာဘုရားဟောထားတယ်တကယ်ဒီဟောပြောချက်တွေအတိုင်းလူတွေဟာကိုယ့်ကိုတန်ဖိုးရှိအောင်လုပ်ကြမယ်ဆိုကိုပြောတဲ့စကားတန်ဖိုးရှိလူတွေနဲ့တန်ဖိုးရှိတော့သူတို့ဆိုလို့ဒါကကိုယ်စကားကိုကိုတန်ဖိုးရှိအောင်အသုံးချတဲ့နေ့ကိုပြောတယ်ဒါပြင်ကိုပြောတဲ့စကားဟာဘလောက်တန်ဖိုးရှိတဲ့စကားပဲဖြစ်ဖြစ်နားထောင်သူရှုတော့ငါပြောကြည့်ရတခါနားထောင်တဲ့လူကဘယ်လိုလူလဲအဲ့ဒါနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကဒီသုတ်တန်လေးပါဟောထားတယ်
စကားကောင်းဖြစ်ပေမဲ့လို့နားထောင်သူကလက်ခံမှနားထောင်သူကကျင့်တတ်မှစကားကောင်းဖြစ်တယ်ဒါလေးကလည်းတစ်ခုပဲကိုယ်စကားရဲ့အောင်မြင်မှုမအောင်မြင်မှုကိုဆိုလို့ပေါ့ဒီအသေးပဲအဲ့တော့နော်သုတ်တန်ရဲ့နာမည်ကဒုက္ခထာတဲ့သုံးနာမည်ဒုက္ခထာဆိုတာစကားကောင်းမဖြစ်ဘူးလို့ဒီလိုပြောတာကိုပြောတဲ့စကားဒီဘယ်တော့မှကောင်းကောင်းစကားကောင်းမဖြစ်ဘူးဒါဖြင့်နားထောင်သူကဘယ်သူမို့လဲကိုပြောတဲ့စကားကိုနားထောင်တဲ့လူကကိုပြောတဲ့အကြောင်းအရာနဲ့အံဝင်ခွင်ချမဖြစ်လို့ရှိရင်စကားကောင်းမဖြစ်ဘူးအရင်သမားသွားပြီးတော့ဘုရားစကားတရားစကားသွားပြောဖဲရနော်ဖဲဝိုင်းမှာသွားပြီးတော့ဣတိပိတော်ရွတ်နေလို့ပဲရသူ့နေရာနဲ့သူတို့ဆိုလို့တယ်ကြိုက်မကြိုက်တဲ့ဟာကြိုက်တဲ့ဟာကွာသေးတယ်အဲ့ဒီမှာအချက်နှစ်ချက်ကိုပြထားစကားကောင်းမဖြစ်ဘူးဆိုတာဘာကြောင့်မဖြစ်တယ်လဲဆိုရင်နားထောင်သူကမကြိုက်ရင်စကားကောင်းမဖြစ်ဘူးတဲ့နားထောင်သူကကိုပြောတဲ့စကားတွေဘယ်တော့ကောင်းကောင်းနားထောင်သူကမကြိုက်ဘူးဆိုရင်စကားကောင်းဖြစ်ဘူးနောက်တစ်ခါနောက်တော့သူကကျေနပ်အားရမှုမဖြစ်တဲ့စကားမျိုးဟာစကားကောင်းမဖြစ်ဘူးအဓိကတော့နားထောင်သူမကြိုက်ဘူးဆိုရင်စကားကောင်းမဖြစ်ဘူးအဲ့တော့နားထောင်သူမကြိုက်တာဘာကြောင့်မကြိုက်တာတော့ဆိုလို့ရှိရင်သူ့ရဲ့ဘဝအခြေအနေနဲ့ဆန့်ကျင်နေရင်သူမကြိုက်ဘူးဒီလိုဆိုလို့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဝိတ္တဝနမင်းကြီးကမြတ်စွာဘုရားကိုလျှောက်တဲ့စကားရှိတယ်အာတနာတိယတုတ်ကိုဝိတ္တဝနမင်းကြီးကသူတို့ဘလူတွေလူလောကလူတွေနဲ့ဆက်ဆက်ပြီးတော့နေတယ်ဘလူတရေတွေကိုအုပ်ထိန်းနဲ့အုပ်ချုပ်တဲ့ဘုရင်ကြီးပေါ့ဝိတ္တဝနမင်းဆိုနမင်းကြီး၄ပါးနဲ့မှာပါစတုမရစ်ဆိုပုံကနမင်းကြီး၄ပါးနဲ့မှာပါသူကယက္ခဆိုတဲ့အကောင်စိတ်ချမ်းကိုယ်ချမ်းနေအဲ့ဒီကောင်တွေကိုအုပ်ချုပ်တယ်ဆိုတာသူကဘုရင်ပေါ့ဒါပေမဲ့သူစကားနားမထောင်တဲ့လူတွေအများကြီးပဲလူပြည်မှာလည်းပဲအုပ်ချုပ်တဲ့မင်းရဲ့စကားနားမထောင်တဲ့လူတွေရှိတာပဲလေပုံကန်နေတဲ့လူတွေရှိတယ်သူတို့ခေတ်မှာလည်းရှိတယ်သူတို့နေမှာလည်းရှိတယ်သူကမြတ်စွာဘုရားကိုလျှောက်တာရှင်ဘုရားတဲ့ဒီယက္ခဆိုတဲ့ဘလူသေးရဲတွေဟာတဲ့မြတ်စွာဘုရားကိုမကြည်ညိုတဲ့တရားကိုမကြည်ညိုတဲ့သံဃာကိုမကြည်ညိုတဲ့လူတွေများတယ်တဲ့ကြည်ညိုတဲ့အကောင်ကနဲတယ်မကြည်ညိုတဲ့ကောင်ဆေးရိုက်ဆိုးတယ်တဲ့ဒီကောင်ဘာကြောင့်မကြည်ညိုတာတော့ဆိုမြတ်စွာဘုရားကသူများတဲ့မတတ်ရဘူးသူများဥစ္စာမခိုးရဘူးသူတော်ဘာသားမရမပြစ်မှားရဘူးအရက်သေးစားမတောက်ရဘူးလိမ့်မပြောဒီကောင်တွေဒါတွေအကုန်လုံးထားအဲ့တော့သူတို့စီရိုက်နဲ့သူတို့အကြိုက်နဲ့မြတ်စွာဘုရားဟောတာတွေကကလန့်ဖြစ်ဒါကြောင့်မြတ်စွာဘုရားစကားကိုမကြည်ညိုတဲ့ပုဂ္ဂိုလ်တွေများတယ်အဲ့ဒီမကြည်ညိုလို့မြတ်စွာဘုရားရဲ့တပည့်ပရိသတ်တွေကိုဒုက္ခပေးဖို့ချောင်းမြောင်းနေပြီဆိုရင်တဲ့ဟောဒီအတ္တန္တရိယတုတ်ပြိအတ္တန္တရိယပြိကိုရွတ်လိုက်လို့ရှိရင်သက်ဆိုင်ရာသူ့ကိုအေးအေးယူနိုင်မယ်မြတ်စွာဘုရားလျှောက်တဲ့ထဲမှာပါနော်အတ္တန္တရိယတုတ်ဆိုတာပြေကြီး7တုတ်ထဲကအချင်းညုတ်လေးလောက်ထားတဲ့တုတ်တာဟိုမူရင်းတုတ်ကြီးကြတော့ထိရကျဲတယ်တော့ပုံနကတိုက်ထားတာတို့အလာဝကတိုက်ထားတဲ့အိမ်တွေတို့ပါလို့ဆိုအဲ့ဒီအတ္တန္တရိယတုတ်ကိုရွတ်မှရစကိုင်းတောင်မှတခါတော့ဘုန်းကြီးကျောင်းတစ်ကျောင်းတလလောက်ကြားတဲ့ပုံနကတိုက်ထားတယ်လို့ပြောပုံနကတိုက်ထားတယ်ဆိုတာအဲ့ကျောင်းမှာရှိတဲ့ဓာတ်ဘူးတွေပကံတွေပစ္စည်းတွေလူရှိမှတွေပဲသူလွင့်ပြန်လာပြီးတော့လှေကားကြတော့ကုန်ချခွဲပြစ်တယ်ရှိတဲ့ဘက်ပကံတွေကုန်ခွဲလူလည်းမမြင်ရဘူးကျောင်းရှိတဲ့ပကံတွေကုန်ရောလို့ပြောတယ်အဲ့ဖို့ရေဦးစင်ကြီးတွေကလှုပ်နေတယ်အခုခေတ်မှာလည်းခဲတွေနဲ့ထုလာတယ်အဲ့တော့ဘယောဂဆရာပင့်သွားရင်ဘယ်ထုလိုက်မှမသိဘူးခဲကဝိနေဆိုမလာရတော့ပြတ်ဘယောဂဆရာလည်းကြောက်သွားအဲ့ဒါလို့လားချီကြအောင်ဖြစ်တာအဲ့ဒီဆရာတော်ကြီးကသူကအတ္တန္တရိယတုတ်သူရွတ်လိုက်မှပျောက်သွားတယ်တဲ့တဖြည်းဗမာပြည်မှာလည်းဟိုနားကြားဒီနားကြားရှိတယ်နော်ခဲနဲ့ထုတယ်ခဲတွေကြနေတယ်ကြားဖို့ရလိုက်မယ်မကြုံဘူးတောင်ကြားဖို့မှာပေါ့နော်အဲ့လိုမျိုးတွေကလောကကြီးမှာရှိတတ်တယ်
အဲ့လိုစိတ်ချမ်းကိုယ်ချမ်းနဲ့တရားချမ်းနေရှိလာတဲ့အခါမှာဒီအတ္တနာရိယဒုက္ခရှောင်ဆိုလိုရင်းကတော့ကောင်းတာလုပ်တိုင်းလူကကြိုက်မယ်လို့တော့မတွက်လိမ့်နဲ့ကောင်းတာလုပ်တိုင်းမကြိုက်လိမ့်မတွက်လိမ့်နဲ့အဲ့တော့ကြိုက်မကြိုက်ဆိုတာဟာကောင်းကောင်းတဲ့တခါတည်းမဆိုင်ဘူးဒါကြောင့်မို့ကိုပြောတဲ့စကားဟာဘလောက်ကောင်းကောင်းကိုထောက်ခံကြမှာထောက်ခံမယ်စကားကောင်းဆိုတာလူကြည့်ပြောရမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဆိုလိုတယ်ဒီသုတ္တကဲမြတ်စွာဘုရားဟောပုံလေးကိုကြည့်မြတ်စွာဘုရားပိဿနံဘိက္ခဝေပုဂ္ဂလာနံကထာဒုက္ခထာပုဂ္ဂလံပုဂ္ဂလိဥပါဒာယပုဂ္ဂလိပုဂ္ဂလံဥပါဒာယပိဿနံဘိက္ခဝေပုဂ္ဂလံယဟန်တို့ဒီပုဂ္ဂိုလ်9ယောက်ကိုနော်ပြောတဲ့စကားဟာတဲ့ပုဂ္ဂိုလ်အလိုက်ကိုကြည့်ပြီးတော့အဲ့ဒီပြောတဲ့စကားဟာစကားကောင်းမဖြစ်ဘူးတဲ့ကောင်းတဲ့စကားပဲဖြစ်ပေမဲ့လို့သူတို့မကြိုက်တဲ့အတွက်ကြောင့်စကားကောင်းမဖြစ်လာဘူးတဲ့ဒါဖြင့်ဘယ်ပုဂ္ဂိုလ်တွေတုံးလို့ဆိုတဲ့အခါမှာဘယ်ပုဂ္ဂိုလ်နဲ့ဘယ်စကားမျိုးတုံးဆိုတာ9ခုမြတ်စွာဘုရားဒီနေရာမှာထုတ်ပြထားတယ်နံပါတ်1ကအတ္တတတ္တတတ္ထာကထာဒုက္ခထာတရားတရားမရှိတဲ့ပုဂ္ဂိုလ်ကိုတရားတရားရဲ့တရားတရားနဲ့ပတ်သက်တဲ့စကားတွေတရားတရားဆိုတာဘယ်လိုအကျိုးရှိလဲဆိုတဲ့ကောင်းတဲ့စကားလုံးတွေတရားတရားရှိမှုတရားတရားကိုချီးကျူးပြောကြတဲ့စကားတွေဟာတရားတရားလုံးဝမရှိတဲ့ပုဂ္ဂိုလ်ကိုတော့ပြောမယ်ဆိုရင်စကားကောင်းဖြစ်ဘူးတဲ့စကားကောင်းဖြစ်ဘူးနော်တရားတရားမရှိတဲ့ပုဂ္ဂိုလ်တရားတရားနဲ့ပတ်သက်တဲ့စကားတော့ပြောရင်ဒါဖြင့်တရားနဲ့ပတ်သက်တဲ့စကားလုံးဆိုတာဘာတော့ဆိုရင်တရားတရားဆိုတာစေရဏသုံးပါးကိုကြည်ညိုတာကံကံဤကျိုးလက်ခံတာယုံကြည်တာကံကံဤကျိုးလက်ခံယုံကြည်ခြင်းဖြင့်ကောင်းကျိုးချမ်းသာတွေဘယ်လိုရနိုင်တယ်ဆိုတာလေတရားရှိလို့စိတ်ကြည်လင်းနေပြီဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုတွေကိုယ်ရင်တဲ့နှလုံးထဲမှာဖြစ်လာတယ်တရားရှိခြင်းကြောင့်ဘုဒ္ဓမှာအကျိုးကျေးဇူးများတယ်တရားတရားဟာတတ္တံဘိသံဆိုတဲ့အတိုင်းတရားဒီမျိုးစေ့နဲ့အလားတူတူတယ်တရားတရားဟာမျိုးစေ့နဲ့အလားတူတူတယ်မျိုးစေ့ဒီမြေကြီးထဲကိုချဆိုင်လိုက်ရင်အလုံးနှစ်ခုကိုဖြစ်ပေါ်စေတယ်။ဘာအလုံးနှလုံးလဲဆိုရင်မျိုးစေ့ကအမြစ်ကလေးဆင်းတာရဲ့အပေါ်ကိုညှောက်ကလေးတက်တာရဲ့ဒီနှစ်ခုအောက်ကိုမြစ်သက်ဆင်းပြီးအပေါ်မှာညှောက်တက်တယ်လို့တရားဆိုတဲ့မျိုးစေ့ကလည်းပဲသီလဆိုတဲ့အမြစ်တရားရှိလာပြီဆိုရင်သီလလည်းလုံအောင်ထိမ့်သိမ့်ဆော့ဆော့တယ်အမြင့်နဲ့တူတယ်သီလဒီကမ္မဋ္ဌာန်းဘာဝနာကြိုးစားအထုတ်ခြင်းလို့ဆိုတဲ့အညွန့်အရောက်လေးတွေလည်းတက်လာတယ်တရားကြောင့်ဆိုလိုတာကတရားရှိမှသီလလည်းစောင့်တယ်တရားရှိမှကမ္မဋ္ဌာန်းတရားလည်းအထုတ်တယ်ဒါတရားရဲ့အကျိုးပဲနောက်တစ်ခုကတော့တရားဟာလက်နဲ့အလားတူတယ်လမ်းမှာတန်ဖိုးရှိတဲ့ယရနာကိုလက်ရှိမှကောက်လို့ရတယ်။မျက်စိပါယုံနဲ့ယရနာကိုတွေ့တော့လည်းလက်မပါရင်ကောက်လို့မရဘူး။ဒါကြောင့်မို့တရားတရားမရှိရင်ကုသိုလ်ကောင်းမှုကိုရယူနိုင်စွာမရှိဘူး။ဒါမှမဟုတ်တရားဟာလက်နဲ့အလားတူတယ်လို့ဒီလိုလဲဆိုတယ်။နောက်တစ်ခုကတရားဟာပစ္စည်းဥစ္စာနဲ့အလားတူတယ်။ပစ္စည်းဥစ္စာရှိတဲ့ပုဂ္ဂိုလ်ဟာချမ်းသာဒုက္ခလိုချင်တာရတယ်တရားရှိတဲ့ပုဂ္ဂိုလ်ကလည်းတရားကိုအကြောင်းပြုပြီးတော့သီလဆောင်တယ်ဒါနကောင်းမှုပြုတယ်သီလဆောင်တယ်ကမ္မထာဘာဝနာပွားတယ်ဒါနသီလကမ္မထာဘာဝနာတို့ရဲ့အကျိုးကျေးဇူးတွေကိုသူရရှိတယ်လို့ဒါတရားနဲ့ပတ်သက်တဲ့စကားလုံးတွေခုံကြီးတွေကိုထုတ်ဖို့ပြောကြနေလို့ရှိရင်တရားမရှိတဲ့လူကသူ့မှာအဲ့ဒီလိုအရေးချင်းမျိုးမရှိဘူးကံကံရေးကျိုးလည်းမယုံကြည်ဘူးဖရာတရားသံဃာယန္တာသုံးပါးလည်းမယုံကြည်ဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာဒါဒီလာပြောရင်နာကြီးတယ်လို့ပြောတယ်။နာကြီးရုံနဲ့မကဘူးစိတ်ဆိုးတယ်။အဲ့ဒါမျိုးပြောလို့ရှိရင်နော်စိတ်ဆိုးတယ်။မကျေမနပ်တွေဖြစ်လာတယ်တဲ့။မကျေမနပ်တွေဖြစ်လာတယ်။မကျေမနပ်ဖြစ်တာဘာကြောင့်ဖြစ်တာတော့ဆိုတော့အဲ့ဒီချီးမွမ်းပြောကြားနေတဲ့တရားဆိုတဲ့အရေးချင်းသူ့ရင်ထဲရှိမှမရှိတော့။သူ့မှာမရှိတဲ့ဟာကိုချီးမွမ်းရင်စိတ်တူလာတယ်။နော်သူ့မှာမရှိတဲ့အရာသူနဲ့ဆက်ကျင်မဲ့စကားပြောသလိုဖြစ်တယ်အဲ့ဒါကိုအကြောင်းပြုပြီးသူ့မှာလည်းဒီစကားကြားရသည့်အတွက်ကြောင့်စိတ်နှလုံးအေးချမ်းကြည်နူးမှုဆိုတာလည်းဝေလာဝေးမဖြစ်ဘူးတဲ့ဒါကြောင့်မို့
တရားတရားမရှိတဲ့ပုဂ္ဂိုလ်ပြောတဲ့တရားရဲ့အကြောင်းစကားဟာအကောင်းမဖြစ်ပါဘူးဒါဖြင့်ဒီနားထောင်သူကိုကြည့်ပြီးတော့ဒါမကောင်းအကောင်းမဖြစ်တာလို့ဆိုလို့အကောင်းမဖြစ်ဘူးဆိုတာစကားမကောင်းတာမဟုတ်ဘူးစကားအကောင်းတော့လည်းပဲအကောင်းမဖြစ်လာဘူးလို့ဆိုလို့ပေါ့နော်လောက်ကောင်းကောင်းအကောင်းဖြစ်ချင်မှဖြစ်တယ်အေးအဲ့ဒါရဲ့ဆန့်ကျင်ပဲမြတ်စွာဘုရားပြောတဲ့အခါကျတော့တရားတရားအကြောင်းကိုရှင်းမပြောကြလို့ပြောကြတဲ့စကားဟာနားထောင်သူကိုယ်တိုင်ကိုကတရားရှိတယ်စိတ်ဝင်စားတယ်ကုသိုလ်ကောင်းမှုပေါ်မှာစိတ်ဝင်စားတယ်ကောင်းတာတွေလုပ်ချင်တယ်စိတ်ကြည်နူးတယ်သူ့ရင်ထဲမှာတရားအပြည့်ရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်တရားတရားပြောဟာကျင့်တတ်ဘာကြောင့်ကျင့်တတ်တာလို့ဆိုသူ့ရင်ထဲမှာအပြည့်ရှိတာတရားအဲ့ဒါကိုချီးမွမ်းရင်ကျင့်တတ်တာပေါ့လူဆိုတာကိုယ့်ရင်ထဲမှာရှိတဲ့ကိုချီးမွမ်းပြောကြမယ်ဆိုရင်ကျင့်တတ်တာဒါသဘာဝပဲပေါ့နော်ကိုယ့်ရင်ထဲမှာမရှိကိုယ်မှမရှိတဲ့ဂုဏ်တစ်ခုဥပမာပဲဆိုတော့ခေတ်လိုက်ပြောမယ်ဆိုလို့ရှိရင်ဒီပညာတတ်တွေရဲ့အကြောင်းကိုပြောမယ်ကိုယ်ကပညာမှမတတ်ဘူးဆိုရင်နားကြီးမှာပေါ့ဒါပေါ့နော်ပညာအကြောင်းပြောရင်ကျင့်တတ်မှာပေါ့အဲ့တော့လည်းကိုယ်မရှိတဲ့အရေးချင်းတစ်ခုလာပြောရင်ကြိုက်မှာမဟုတ်ဘူးကိုယ်ရည်ချင်းရှိတယ်ပြောရင်စကားကောင်းဖြစ်တယ်ဒါကြောင့်နားထောင်သူအလိုက်တရားမရှိတဲ့ပုဂ္ဂိုလ်တရားအကြောင်းပြောရင်စကားကောင်းမဖြစ်ဘူးသို့သောတရားရှိတဲ့လူကိုတရားအကြောင်းပြောမယ်ဆိုရင်တော့စကားကောင်းဖြစ်တယ်လို့ဒီလိုမှတ်ရပုဂ္ဂိုလ်လိုက်ကိုပြောတာကဲနောက်တစ်ခုကတော့ဘာလို့ဆိုသီလကထာကိုချင်းတရားနဲ့ပတ်သက်ပြီးပြောကိုချင်းတရားပြပြနေတဲ့ပုဂ္ဂိုလ်ရဲ့ရှေ့မှာသီလကောင်းကြောင်းကိုချင်းတရားကောင်းကြောင်းတွားပြောရင်နားခါမကြိုက်ဘူးသူရှိမပြောနဲ့ဒါလေမယုံကြည်ဘူးလို့လည်းပြောခြင်းပြောမယ်ဘာလို့ဆိုတော့သူ့မှာသီလမရှိဘူးသီလမရှိသည့်အတွက်ကြောင့်သီလနဲ့ပတ်သက်တဲ့စကားတစ်ခုသည်သူ့အတွက်မှာစကားကောင်းမဖြစ်ဘူးတဲ့အေးကိုချင်းသီလကောင်းတဲ့ပုဂ္ဂိုလ်သီလအကြောင်းပြောမယ်ဆိုရင်နားထောင်လို့ကိုမဝဘူးနားထောင်လို့မဝဘာလို့ဆိုတော့သူ့မှာယင်ထဲမှာကိုချင်းသီလတွေအပြည့်အဝရှိတယ်ကိုချင်းသီလဆိုတာဒီအမှန်တမ်းအရေးကြီးတဲ့လူတိုင်းမှာကိုချင်းသီလဆိုကိုချင်းသီလဆိုတာလူစီကံပဲလူစီကံဆိုတာကာယကံမှုနဲ့ဝစီကံမှုဒီနှစ်ခုထိတယ်ပြောပြီးဆိုရင်စီကံနဲ့ပြောတယ်လုပ်ပြီးဆိုရင်လည်းစီကံနဲ့လုပ်တယ်တော့မကောင်းတဲ့အလုပ်တွေကိုရှောင်တယ်မကောင်းတဲ့စကားတွေကိုမပြောဘူးဆိုပါစို့နှုတ်ကိုစီကံစောင့်တယ်ဆိုတာဘာပြောတာလဲဆိုရင်တိတ်မပြောဘူးမနာပဲပြောတယ်တယောက်နဲ့တယောက်မတက်အောင်ဂုံးမတိုက်ဘူးညီညွတ်အောင်ပဲပြောတယ်စိတ်တိုင်းထွာတဲ့စကားမျိုးတွေမပြောဘူးရင်ကျေးသိမ်မွေးစွာပဲပြောတယ်အကျိုးမရှိတဲ့စကားတွေမပြောဘူးအကျိုးရှိတာပဲပြောတယ်ဆိုဟောအဲ့ဒီပုဂ္ဂိုလ်အတာနှုတ်တဲ့ပတ်သက်တဲ့စောင့်စည်းမှုတွေကိုသူစောင့်စည်းတာပဲခေါ်ကိုကာယကံမြောက်စောင့်စည်းတာတွေကျတော့ဘာလို့သူများတဲ့ကိုတတ်တာမလုပ်ဘူးရှောင်တယ်သူများပေါ်မှာအကျဉ်းတရားထားတယ်ဒါတော့အကျဉ်းတရားထားတယ်ကိုလည်းနဲ့တတ်ရဖြတ်ဒီလိုမလုပ်ဘူးလို့ဆိုတတ်တဲ့ဖြတ်တဲ့ပုဂ္ဂိုလ်ကိုမြတ်စွာဘုရားလုံတော်လောဟိတပါဏိရက်ဆက်သူသွေးစွန်းသောလက်ရှိသူဆိုတဲ့စကားလုံးတွေသုံးထားခုခေတ်မှာသုံးတဲ့စကားလုံးမဟုတ်ဘူးမြတ်စွာဘုရားလုံခဲ့တဲ့2500တုန်းကလည်းရက်စက်ရဲ့တပ်ဖြတ်တဲ့ပုဂ္ဂိုလ်ကိုဘယ်လိုသုံးလို့ဆိုရင်လောဟိတပါဏိတဲ့လောဟိတဆိုတာသွေးပါဏိဆိုတာလက်သူများတဲ့တတ်တဲ့လူကိုလောဟိတပါဏိသွေးစွန်းသောလက်ရှိသူလို့သူပြောတယ်အလူဒါနရဲရဲလူတတ်တဲ့ပုဂ္ဂိုလ်ကျတော့ပယတပါဏိစင်ကြယ်သောလက်ရှိသူလို့သူခေါ်တယ်ဒါအင်္ဂလိပ်လိုလည်းပဲသူများကိုကူညီတတ်တဲ့ပုဂ္ဂိုလ်တွေကို helping hand လို့ပြောတာ helping hand ကူညီတဲ့လက်ရှိတယ်ဆိုတာသူများကိုကူညီတတ်တဲ့ပုဂ္ဂိုလ်တွေကိုပြောတာကောင်းတဲ့ဟာအဲ့လိုဒီလူရဲ့အရေးချင်းတွေဟာတုံးတဲ့တူကိုပြချမ်းသာမှုရှိကြတယ်ပေါ့နော်အဲ့တော့ကိုချင်းတရားကောင်းလာပြီဆိုတဲ့ပုဂ္ဂိုလ်တွေဟာဒီတော့ကလည်းပဲမကောင်းတာကိုထိသိဆုံးချုပ်တယ်သူများပစ္စည်းဥစ္စာကိုမခိုးဘူးယူသားတယ်ဖြောင်းမှတ်တယ်နော်သူများမပေးတဲ့ပစ္စည်းကိုလုံးဝမဲ့မောမောရလို့ဆိုမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်တွေဟာကိုချင်းတရားနဲ့ပတ်သက်တဲ့ထိသိမှုတစ်ခုရှိတယ်ကာမိတုမိစ္ဆာစာရဆိုမျိုးသားမျိုးသမီးတွေမှာကိုနဲ့တရားဝင်လက်ထပ်ထားတဲ့ပုဂ္ဂိုလ်ကလွဲရင်တခြားပုဂ္ဂိုလ်နဲ့
ဆက်ဆံမယ်ဆိုလို့ရှိရင်ဒါကဝိသမိစ္ဆာစာရဖြစ်တယ်အဲ့ဒါပြုမလုပ်ဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာဒါကာယစိကံရှိတဲ့ဒုက္ခစိကံရှိတယ်အဲ့လိုစိကံဒီအတိုင်းနေထိုင်တာကိုသီလလို့ခေါ်တာခဏခေတ်သီလပြည့်လို့ကိုချင်းတရားပြည့်လို့ရာဆုံးမှုတွေဖြစ်တယ်ဆိုတာလည်းလိုက်ကြည့်လူတမှုဆိုတာပါဏာတိပါဒမလုံလို့ခိုးမှုဝဲမှုဆိုတာအာရိဏရဏမလုံလို့ရိတ်လို့တယ်ဆိုတာကာမိတုမိစ္ဆာစာရမလုံလို့လိန်တယ်ဆိုတာဥဒ္ဒဝါဒမလုံလို့ဝိရစေဝတွေကသူရဘေးတွေမလုံလို့ကဘာမှာပြဿနာတက်နေတာငါးပါးသီလမလုံခြင်းရဲ့အပြစ်တွေကြီးပဲအကုန်လုံးငါးပါးသီလအကယ်၍များလုံမဲ့ဆိုရင်လူလောကကြီးဘယ်လောက်ချမ်းသာလဲစဉ်းစားကြည့်ကိုယ်အတိုင်းဝိုင်းတစ်ခုဟာသူများတဲ့တတ်တယ်လို့မရှိဘူးသူများဆိုခိုးတယ်လို့မရှိဘူးသူတော်ကတာမယာစော်ကားတယ်လို့မရှိဘူးလိမ်ပြောသူမရှိဘူးဝိစေဝသုံးတာမရှိဘူးဆိုရင်အင်တာမအေးချမ်းပြီးတော့နေပြောတဲ့လူလောကကြီးဖြစ်မှာဒါတစ်ချိန်တုန်းကတော့အဲ့လိုဖြစ်ခဲ့ဘူးစကြဝဠာမင်းတွေလက်ထက်တုန်းကဆိုရင်ဘာဥပဒေမှလုပ်အောင်ဥပဒေက၅ချက်တည်းပဲရှိတယ်ဘာဥပဒေတော့စကြဝဠာမင်းကလှည့်ပြီးတော့တိုင်းပြည်အုပ်ချုပ်တဲ့အခါမှာသူဘာပြောတော့သူပြောတဲ့မိန့်ခွန်းကရှင်းရှင်းလေးပဲပါဏောနဟန္တဘောသူများအသက်မတတ်သိဘူးမတတ်ကြနဲ့အရိဏနာတိတပံသူများပစ္စည်းကိုမခိုးကြနဲ့လူယူကြနဲ့ကာမိတုမိစ္ဆာစာရဏစရိတပံကာမဂုဏ်ကိစ္စတွေကမမရွယ်မပြုခြင်းနဲ့မုသနာပဏိတပံလိမ်ပြောတဲ့စကားမျိုးလိမ်လီစိပတ်တဲ့စကားမျိုးကိုမပြောကြနဲ့မစ္ဆပန္နနပတ္တနာမူရတောက်စားမှုကိုမလုပ်ကြနဲ့ဒါပဲဟောဒီ၅ခုနဲ့ဒါသူ့အဆုံးအမနဲ့တိုင်းပြည်ကိုအုပ်ချုပ်တာစကြဝဠာမင်းအုပ်ချုပ်ပုံဒါလူတွေရဲ့ခေတ်မှာ morality ဆိုတဲ့ကိုချင်းသီလကောင်းတဲ့အချိန်မှာအထက်ကအဲ့ဒါနဲ့တည်းပဲတိုင်းပြည်ဟာအေးချမ်းသာရအေးချမ်းသာရလို့ဆိုဘယ်လောက်ထိအောင်အေးချမ်းသာအိမ်ဒီမှာတကားဖွင့်အိတ်ချနော်တကားဖွင့်အိတ်တကားဖွင့်ထားခဲ့ဘာပစ္စည်းမှမပြောင်းဘူးဘာပစ္စည်းမှမပြောင်းကြောက်ရွံ့စိုးရိမ်မှုတွေလည်းဘာမှမရှိဘူးအေးကိုသားကိုသမီးကိုရှင်မပေါ်တင်ပြီးချိုးပိန်တချင်းနဲ့ပဲသူတို့ဟာကလေးကိုဖျော်ပြပြီးတော့လူတွေဟာတယောက်နဲ့တယောက်လည်းပဲပြုံးပြုံးရွှင်ရွှင်ချစ်ခင်သောမျက်နှာတွေနဲ့ကြည့်ပြီးတော့အေးချမ်းသာယာမှုရှိကြတယ်အဲ့ဒါကိုစာပေကျမ်းကဘယ်လိုဆိုမုဒ္ဒမောဒမာနပိယစက္ခုဟိတံပတ္တမာနအားလုံးပြောနေကြတယ်ကြောက်เสียတခုမှဖြစ်ပိယစက္ခုဟိတံပတ္တတာဆိုချစ်ဖွယ်တော့တဦးနဲ့တဦးကြည့်လိုက်လို့ရှိရင်မေတ္တာမျက်လုံးနဲ့ပဲကြည့်တယ်ဒေါသမျက်လုံးနဲ့မကြည့်ဘူးလို့ဆိုလို့အဲ့ဒါလို့အနေထားမျိုးထိအောင်ကိုချင်းတရားကောင်းမှုကဖြစ်တယ်ဒါကြောင့်သီလကထာသီလရှိတဲ့ပုဂ္ဂိုလ်ပြောမယ်ဆိုရင်တော့စကားကောင်းဖြစ်တယ်သို့တော့ကိုချင်းသီလမကောင်းတဲ့ပုဂ္ဂိုလ်ကိုချင်းသီလတော့အကြောင်းပြောလို့ရှိရင်စိတ်ဆိုးတယ်စိတ်ဆိုးမယ်ရန်လုံးမယ်ဖြစ်တတ်မှာမဟုတ်ဘူးအဲ့တော့သီလနဲ့ပတ်သက်တဲ့စကားသည်သီလရှိသူအတွက်စကားကောင်းဖြစ်တော့လည်းပဲသီလမရှိတဲ့ပုဂ္ဂိုလ်အတွက်じゃစကားကောင်းမဖြစ်ဘူးတဲ့နားထောင်သူကိုကြည့်ပြီးတော့ပြောတာနောက်စကားတစ်ခုကတော့ဘာတော့ဆိုရင်ဘာဟုတ်သစ္စာကထာနော်ဘာဟုတ်သစ္စာကထာဒီလူတယောက်ဟာဘောဓုတရှိတဲ့ပုဂ္ဂိုလ်ဘောဓုတမရှိတဲ့ပုဂ္ဂိုလ်လူကနှမျိုးရှိတယ်အပတုတ္တသမတဘူးလို့လည်းပြောခြင်းပြောပေါ့နော်သမတဘူးသမဖတ်ဘူးကောင်းတဲ့အရာတွေမသိဘူးဘောဓုတဆိုတာစာတတ်တယ်စာအုပ်စာပြန်ပြန်ဖတ်တယ်အသိပညာတွေရှိတယ်ဆိုတာဘောဓုတခုခေတ်စကားနဲ့ပြောမှဆို educated ဖြစ်တာနဲ့ educated မဖြစ်တာနှစ်ခုပေါ့နော်လူကနှမျိုးရှိတယ်အပတုတ္တဆိုတာသမတဘူးသမဖတ်ဘူးဘောဓုတမရှိဘူးအဲ့ဒီဘောဓုတမရှိတဲ့ပုဂ္ဂိုလ်ပညာရဲ့စကားတွေသွားပြောမယ်ဆိုရင်စကားကောင်းမဖြစ်ဘူးတဲ့ဘောဓုတရှိတဲ့ပုဂ္ဂိုလ်မှသူတော်ချင်းချင်းတရင်လွေဆိုတာစာကြောင်းပေးကြောင်းဘောဓုတရှိတဲ့လူမှပြောလို့ရတာဟုတ်တယ်စာဖတ်တဲ့လူချင်းလည်းစာအုပ်အကြောင်းပြောလို့ရတယ်စာမဖတ်တဲ့လူနဲ့သွားပြောရင်စိတ်ဝင်စားမှာမဟုတ်ဘူးဒါကြောင့်မို့ဒီစတတ်ရင်စတတ်သူချင်းချင်းစဖတ်ရင်စဖတ်သူချင်းချင်းဝ
ဘောဓုတရှိတဲ့လူအချင်းချင်းသာလေကိုပြောတဲ့စကားဟာစကားကောင်းဖြစ်တော့လည်းပဲပုဂ္ဂိုလ်ကိုထောက်ဆပြီးတော့ကောင်းတာမကောင်းတာကွဲပြားခြားနားမှုရှိတယ်ဆိုတာမှတ်သားရအောင်အဲ့တော့စကားပြောပြီဆိုရင်တော့ educated ဆိုရင် educated ချင်းပဲပြောစာပေဝါဒနာပါရင်စာပေဝါဒနာပါတဲ့လူချင်းပဲပြောစာပေဝါဒနာမပါတဲ့လူတော့ပြောရင်အဲ့ဒါခလန်းတိုက်တာဖြစ်စကားကောင်းမဖြစ်ဘူးလို့ဒီလိုဆိုလို့ရတယ်နော်နောက်တစ်ခုကတော့ဘာလို့ဆိုရင်မစ္စရိတစာကကထာဒုက္ကထာလူရတိုင်းအမှနှမျောတဲ့ပုဂ္ဂိုလ်မစ္စရိလို့ခေါ်တယ်လူတဲ့တန်းတဲ့ဝါဒနာပါတဲ့ပုဂ္ဂိုလ်စာကဝတ္တောနှမျောတဲ့ပုဂ္ဂိုလ်ကမစ္စရိအဲ့ဒီနေရာမှာလူမှုတန်မှုနဲ့ပတ်သက်ပြီးတော့ချီးမွမ်းစကားပြောတာကိုစာကကထာလို့ခေါ်တယ်ဘယ်သူအပြင်ဘလောက်လှူတာသူအပြင်ဘာကုသိုလ်တွေလုပ်တယ်နဲ့ဆိုတာပြောရင်နှမျောတဲ့သူသွားပြောလို့ရှိရင်ဒါစကားကောင်းမဖြစ်ဘူးတဲ့ဘာလို့လဲဆိုရင်သူကလှူမလှူတာမလှူတဲ့ပုဂ္ဂိုလ်ဆိုရင်သွားပြောစကားကောင်းဖြစ်ဘူးလှူတဲ့ပုဂ္ဂိုလ်ဒါမျိုးသွားပြောရင်ဟိုနားထောင်လို့အားမရဘူးစိတ်ဝင်စားတယ်ပို့ပြီးတော့အဲ့ဒါကြောင့်မို့ကိုပြောတဲ့စကားကြီးစကားကောင်းဖြစ်တော့လည်းပဲဒီနားထောင်သူကိုကြည့်ပြီးတော့ပဲပြောမှစကားကောင်းဖြစ်တယ်ကိုယ်နဲ့လည်းလျောတဲ့ပုဂ္ဂိုလ်မဟုတ်ရင်နားထောင်တဲ့ပုဂ္ဂိုလ်ကလည်းလျောသူမဟုတ်ဘူးဆိုလို့ရှိရင်ကိုပြောတဲ့စကားဟာစကားကောင်းမဖြစ်ဘူးလို့ဒီလိုမှတ်နောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်ထုပညာတပညာကထာနဲ့ပညာဝတ္တောပညာကထာကိုပြောတာတော့အသိပညာနဲ့ပတ်သက်တဲ့စကားအလေးနဲ့ထားပြီးတော့လူတွေရဲ့အသိပညာနဲ့ပတ်သက်ပြီးတန်ဖိုးထားပြီးစကားပြောကြတယ်အဲ့ဒါလို့တန်ဖိုးထားပြီးတော့စကားပြောကြတဲ့အခါမှာနားထောင်တဲ့ပုဂ္ဂိုလ်ကအသိပညာလုံးဝမရှိတဲ့ပုဂ္ဂိုလ်ဖြစ်နေမယ်ဆိုရင်ပညာရေးနဲ့ပတ်သက်တဲ့စကားဟာတန်ဖိုးမဲ့သွားတယ်ဘာလို့လဲဆိုရင် तू ကအသိပညာမှမရှိတော့သိပညာမရှိတဲ့ပုဂ္ဂိုလ်သွားပြီးတော့ပညာနဲ့ပတ်သက်တဲ့စကားလေးသွားပြောလို့ရှိရင်စကားကောင်းမဖြစ်ဘူးတဲ့ဒါဖြင့်ပဲပုဂ္ဂိုလ်မျိုးပြောမှတော့ပညာရှိခြင်းဆွေးနွေးမှဟုတ်လားအသိပညာရှိတဲ့လူချင်းဘောဓုတရှိတဲ့လူချင်းဆွေးနွေးသလိုအသိပညာရှိတဲ့ပုဂ္ဂိုလ်ချင်းဆွေးနွေးမယ်ဆိုရင်အဲ့ဒီစကားဟာစကားကောင်းဖြစ်တယ်ဒီသုတ္တံမှာမြတ်စွာဘုရားပုဂ္ဂိုလ်ကိုအကြောင်းပြုပြီးတော့စကားကောင်းမကောင်းကိုခွဲခြားပြီးတော့ပြတာတကယ်ကတော့ဒီသုတ္တံမှာဟောထားတဲ့စကားဆိုတာတွေဟာကြည့်လိုက်မယ်ဆိုရင်အကောင်းလေးကြီးပဲဘာတွေတုံးဆိုလို့ရှိရင်စကားဒီသုတ္တံမှာပြထားတာ၅မျိုးကတတ္ထာကထာတဲ့တရားတရားနဲ့ပတ်သက်တဲ့စကားတဲ့နော်သီလကထာကိုကျင့်တရားနဲ့ပတ်သက်တဲ့စကားဘာဟုတ်သစ္စာကထာသာတပေဒဘောဓုတရှိမှုနဲ့ပတ်သက်တဲ့စကားစာကကထာစွန့်ကြဲလှူဒန်းမှုနဲ့ပတ်သက်တဲ့စကားပညာကထာအသိပညာနဲ့ပတ်သက်တဲ့စကားဆိုအကြောင်းအရာပိုင်းကဘာမှပြောစရာအဖြစ်မရှိဘူးသို့တော့နားထောင်တဲ့ပုဂ္ဂိုလ်နဲ့လိုက်လျောညီတွေမဖြစ်ဘူးဆိုရင်ကိုပြောတဲ့စကားဟာထောင်တန်တဲ့စကားဖြစ်တော့လဲရေသွားလို့ရှိရင်တမှုမဲ့တယ်ဆိုတာလိုပဲကိုပြောတဲ့စကားတစ်ခုဟာတမှုမဲ့သွားတတ်တယ်ဘလောက်ပဲစကားကောင်းကောင်းတမှုမဲ့တတ်တယ်ဒါကထိသုတ္တံမှာဒီလိုဆိုလို့ရင်းပဲအဲ့တော့မြတ်စွာဘုရားဟောထားတဲ့ထဲပဲဒီစကားဟာဘလောက်ကောင်းကောင်းဒီအကောင်းဆုံးခွဲခြားပြထားတဲ့ဆုံးမသွန်သင်မှုစကားတွေဟာတဲ့လိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်လိုက်နာကျင့်သုံးမှုဆိုတာဘာလို့ရှောင်ရမယ်ဆိုရင်ရှောင်တယ်လုပ်ရမယ်ဆိုရင်လုပ်တယ်အဲ့ဒါလိုက်နာခြင်းလို့ခေါ်တယ်ရှောင်ရံနဲ့ဆောင်ရံဒီနှစ်ခုကိုပဲအဆုံးမစကားဆိုတာဘာမလုပ်ရဘူးဘာလုပ်ရမယ်မလုပ်တဲ့နာတွေရှောင်ရမယ်လုပ်တဲ့နာလုပ်ရမယ်ဒီတစ်ခုဟာအဓိကအဲ့လိုဟောတဲ့ထဲမှာရှောင်ရမှနဲ့ဆောင်ရမှဟောပြောပြီးခွဲခြားဆုံးမထားတဲ့တရားစကားတွေကိုလိုက်နာကျင့်သုံးမှုပြုသူနဲ့မပြုသူနှမျိုးကွဲပြားခြားနာတယ်ဆိုတော့တရားဝင်လုပ်တယ်ဆိုတာလေတူတူပဲထို့တူပဲမြတ်စွာဘုရားရဲ့အဆုံးအမစကားတော်တွေကိုသိရှိနားလည်အောင်နာယူကြတယ်မှတ်သားကြရတယ်သို့သောစကားကိုစကားအရာမှာပဲသိမ့်ထားပြီးရှေ့ကိုတိုးတက်ပြီးရှောင်ရံကိုမရှောင်ဘူးဆောင်းတာကိုမဆောင်းဘူးဆိုလို့ရှိရင်ဒီဟာဘာနဲ့ဥပမာတူလို့ဆိုလို့ရှိရင်နော်ပန်းလေးတစ်ပွင့်ဟာ
အပွင့်လေးကတော့လှတယ်ပန်းလေးကလှတယ်အဆင်းရောင်လေးရှိတယ်ဒါပေမဲ့အနံ့ကြတော့မရှိဘူးအဲ့ဒီပန်းမျိုးကိုပန်ရတဲ့ပုဂ္ဂိုလ်တယောက်ဟာမျက်စိပတာတာတော့ဖြစ်တယ်ခန္ဓာကိုယ်မွေးကြိုင်မှုဆိုတော့မရဘူးအဲ့ဒီအဆင်းသာရှိ၍အနံ့မကောင်းတဲ့ပန်းမျိုးကိုပန်ဆင်ရသူတို့ပဲမြတ်စွာဘုရားဟောတဲ့အဆုံးအမတရားတော်တွေရှောင်ရဆောင်ရနေကိုရှောင်ခြင်းပြုလုပ်ခြင်းဆိုတာကင်းမဲ့မဲ့ဆိုရင်လိုက်နာကျင့်သုံးမှုမလုပ်ဘူးဆိုလို့ရှိရင်လှပတဲ့ပန်းလေးကိုပန်းယုံပန်ထားပြီးတော့ပန်းရဲ့ရနံ့ကိုမရရှိတာနဲ့အလားတရတူတယ်လို့ဓမ္မပဒမှာတော့ဒီလိုခေါ်တာဒါအမြဲတမ်းရှင်းတဲ့ဥပမာလေးဟောတယ်အဲ့လိုမဟုတ်ဘဲနဲ့ဟောတဲ့အတိုင်းပဲလိုက်နာတယ်ကျင့်သုံးတယ်ဆိုလို့ရှိရင်တော့မွေးကြိုင်တဲ့ပန်းအစင်းလဲလှတယ်မွေးလဲမွေးတယ်အဲ့ဒီပန်းလေးကိုပန်ထားတဲ့ပုဂ္ဂိုလ်ဟာဘေးကနေကြည့်လို့ရှိရင်လည်းပဲလှပမှုဆိုတာမျက်စိပတာရာရရှိတယ်နှာခေါင်းကနေနှမ်းရှုပြီးတဲ့အခါလည်းပဲမွေးကြိုင်မှုရရှိတယ်ဆိုအဲ့ဒီလိုပန်းမျိုးနဲ့မြတ်စွာဘုရားဟောတဲ့တရားကိုလိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်မှာအကျိုးနှမျိုးရရှိတယ်လို့သူတို့ဆိုတယ်ဒါလည်းသတိထားစရာပေါ့နော်မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေမှတ်သမျှဟာဆောင်ရတဲ့လှုပ်ဆောင်ရတဲ့ရှောင်ရဒီတစ်ခုပဲဟောတာဖြစ်တယ်လှုပ်ဆောင်ရကိုလှုပ်ဆောင်ပြီးတော့ရှောင်ရမယ့်ဟာကိုရှောင်ကြမယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဘဝဟာတန်ဖိုးကြီးမားမှုကိုရရှိမှာဖြစ်တယ်။ဘာကြောင့်ဒီလိုမှတ်ရလဲလို့ဆိုရင်လူဘဝဆိုတာစဉ်းစားကြည့်တယ်တန်ဖိုးဆိုတာပါလဲလူတိုင်းကလူဘဝရလာတဲ့အခါကျတော့တစ်နှစ်ပြီးတစ်နှစ်မှတ်တိုင်တွေကိုဖြတ်ကျော်နေကြတာအားလုံးဟာဘယ်ကိုသွားနေကြလို့ဆိုရင်အသက်အရွယ်ကိန်းကနန်းတွေတိုးပြီးတော့သွားနေကြတာဖြစ်တယ်ပေါ့နော်။အိုတဲ့ဘက်ကိုသွားနေကြတယ်ကြီးလာတဲ့ဘက်ကိုသွားလာကြတယ်။အဲ့တော့ကိုရထားတဲ့ခန္ဓာကိုယ်ဟာစေတေချာစဉ်းစားကြည့်နော်။မွေးနေ့မတရားလုပ်တယ်ဆိုတော့မွေးနေ့ဟာဒီနေ့မွေးနေ့ဆိုလို့ရှိရင်နောက်တရက်ဆိုကြီးသွားပြီ။ဒီလိုလာတာ။အဲ့တော့လူဟာတနေ့နဲ့တနေ့ကိုပြချနာသွားတယ်။ကိုပြချနာသွားပုံလေးကလူရဲ့အသက်အရွယ်ကိုပိုင်းခြားထားတဲ့အခါမှာ10နှစ်လောက်ကိုပိုင်းခြားကြည့်ကိုယ့်ဘဝဟာဝေးလာပြီးတဲ့နောက်10နှစ်အရွယ်ထိအောင်ဟာဒီမန္တထတကလို့ခေါ်တယ်နုနေသေးတယ်ကာယကိုကလည်းကိုယ်ကာယကလည်းနုနေတယ်စိတ်ဓာတ်ကလည်းနုနေတယ်အရွယ်အဲ့ဒီဟာမန္တထတကလို့ခေါ်တယ်17နှစ်ကနေပြီးအနှစ်20ရောက်တဲ့အခါကျတော့လူဟာအရွယ်ရောက်လာပြီလို့ခေါ်တယ်နော်17နှစ်ကဟိုဘက်ကိုအသက်20ထိအောင်တီနေချာလို့ခေါ်ရင်လည်းခေါ်နော်တီနေချာအဲ့ဒီကျတော့အပျော်အပါတကယ်ချင်းအပေါင်းအသင်းတို့နဲ့ပျော်ခြင်းပါခြင်းနဲ့အရွယ်ဖြစ်တယ်ဒါကိုခိတ္တတတကလို့ခေါ်တယ်အသက်20ရှိအောင်အသက်20ကနေပြီး22နှစ်ကနေပြီး30ရောက်သွားပြီဆိုရင်တော့လူရဲ့ခန္ဓာကိုယ်ကြီးကဖွံ့ဖြိုးလာတယ်ဒါဒီနေ့တော့ဒီအတွင်းနဲ့ဖွံ့ဖြိုးမှာပေါ့နော်ဖွံ့ဖြိုးလာအဲ့ဒီအချိန်မှာဒါဖွံ့ဖြိုးလာပြီးတော့အတောင်လက်စုံတယ်လို့ပဲအသက်22နှစ်ကနေပြီး30ဆိုရင်လူဟာထော်တော့ကြိုင်ပြီးစုံနဲ့ကြည့်ပြောရှုပြောဖြစ်လာလို့ဝဏ္ဏတတကလို့ခေါ်တယ်အဲ့ဒီအရွယ်မျိုးကိုဒါအကောင်းလေးပဲကိုသွားနေသေးတာ32နှစ်ကနေ40ကျတော့ကိုယ်ကာယမှာအင်အားတွေပြည့်စုံနေလို့ဗလတတကလို့ခေါ်တယ်ခွန်အားရှိတဲ့အရွယ်ပဲဖြစ်တယ်41နှစ်ကနေ50ကျတော့ဘယ်ကိစ္စမဆိုစဉ်းစားတယ်အရင်တော့လိုပဲစိတ်လိုက်မှန်မလုပ်တတ်ဘူးဘာလို့စဉ်းစားလုပ်တယ်စဉ်းစားမှုတွေများလာပညာထတကလို့ခေါ်တယ်50ထိအဲ့ဒါဟာလူလောကရဲ့ရွှေခေတ်ပဲ50ပြည့်သွားရင်ဒါအကောင်းဆုံးအချိန်လို့ဒီလိုပြောတယ်ပညာအထွတ်ထိပ်ရောက်တယ်51ကနေပြီးတော့60ထိအောင်ကျတော့ဟာလိတတကတဲ့ရောကြသွားတယ်ဘာတွေရောတာတော့လို့မေးမယ်ဆိုလို့ရှိရင်စပင်းဘောကအနှစ်ကလေးကလည်းပဲဖြူလာတယ်ဆိုတော့ရော့သွားတာပဲပေါ့ပေလေးကတော့ရင်လည်းအသားလေးရော့လာတာပေါ့မျက်စိမှုံလာရင်လည်းမျက်စိကရော့လာတာပေါ့ကလေးကတော့ဂိမ်းဆော့တာနဲ့မျက်စိကစောစောရရော့တယ်မှုံတာစောတာပေါ့ဖုံးဖို့တဲ့လူတွေဆိုပိုးမှုံလာတော့တဖြည်းဖြည်းအဲ့ဒါလို့51ကနေပြီး60အထိဟာအစစအရာရာရော့လာအင်အားတွေရော့လာတယ်ရုပ်ဆင်းနေတဖြည်းရော့လာတယ်မသိတာရော့လာရဲ့သိတာရော့လာနှစ်ခုဒါပဲကွာတချို့ကျတော့မသိတာဘူးတချို့ကျသိတာ
51လောက်ရောက်သွားရင်လူရဲ့ဟာနိတတကလို့ဆိုတယ်ရော့သွား61ကနေ80ကျတော့ပပ္ပရတတကသွားလို့ရှိရင်ကိုင်းတိုင်းဖြစ်လာကိုင်းတိုင်းဖြစ်လာပပ္ပရတတက81ကနေ80ကျတော့ဝင်ကတတကခါလေးကုန်းခါမကုန်းရင်လည်းလက်ပြင်ကုန်းလေးကုန်းနည်းနည်းလေးကုန်းကျင်လာအဲ့ဒီလိုဖြစ်လာတယ်လို့သူတို့ဆိုတယ်အဲ့တော့ဒီ61 51ကနေစပြီးလူလောကရောကြလာတယ်ဆိုတဲ့သဘောတဘာဝကိုသိထားသည့်အတွက်ကြောင့်တို့တွေနုပြုတ်နေတဲ့အချိန်မှာဘာတွေလုပ်တန်ဖိုးရှိတာတော့ကိုယ်ခန္ဓာကိုယ်ရဲ့တော့ဒီပုံစံတိုင်းပဲရော့သွားမှာပဲတိုးတက်လာပြီးတိုင်ထိပ်ရောက်တဲ့အောက်ပြန်ဆင်းသွားမှာပဲအဲ့လိုပြန်ဆင်းသွားတဲ့အချိန်မဆင်းခင်ငါတို့အမျက်ပါရလိုက်မလဲခန္ဓာကိုယ်အကြောင်းပြုပြီးတော့ရနိုင်တဲ့အမျက်တွေကဘာတွေတော့ဆိုရင်ကိုချင်းသီလရလိုက်ရင်လည်းဒါအမျက်ပဲလို့ပြောအောင်ကုသိုလ်ကောင်းမှုတွေလုပ်လိုက်ရင်လည်းဒါအမျက်လို့ပြောအောင်အဲ့ဒီဒါနသီလဆိုတဲ့ကုသိုလ်အမျက်တွေမရလိုက်ဖက်နဲ့သွားလို့ရှိရင်ခန္ဓာကိုယ်ကြီးကတော့တဖြည်းဖြည်းရောကြပြီးနောက်ဆုံးမှာတော့မြေကြီးအောင်ရောက်သွားတာပဲဖြစ်တယ်အဲ့ဒါလို့ဖြစ်မှသိထားတဲ့ပုဂ္ဂိုလ်တွေကကိုယ့်ကိုတန်ဖိုးရှိတာမျိုးအဲ့တော့တန်ဖိုးဆိုတာဘာတွေတုံးလို့ဆိုရင်သီလဟာလည်းတန်ဖိုးပဲဒီဘဝရှိတဲ့ချိန်လေးမှာကြိုးစားအထောက်လိုက်တဲ့ပညာတွေသင်ယူလိုက်တဲ့ပညာတွေကျင့်သုံးလိုက်တဲ့တရားဓမ္မတွေဒါတွေဟာတန်ဖိုးပဲပါရမီကုသိုလ်တွေတန်ဖိုးတွေအဲ့ဒီတန်ဖိုးတွေရအောင်များယူနိုင်ရမယ်အဲ့လိုတန်ဖိုးတွေများယူမှကိုယ့်ဘဝရဲ့ဘဝတန်ဖိုးဆိုတာဗေတိဟုအတက်ဆိုတာအဲ့ဒီချက်မှရနော်လူဘဝရဲ့တန်ဖိုးရအောင်ကြိုးစားအထောက်အောင်မှာဖြစ်တယ်ဒါကြောင့်အရာခတ်သိမ်းဟာကောင်းတဲ့စကားပဲဖြစ်စေနားထောင်သူလှုပ်ဆောင်သူပုဂ္ဂိုလ်နဲ့သက်ဆိုင်ပြီးတော့ကောင်းတဲ့စကားလည်းမကောင်းတာဖြစ်တတ်တယ်ကောင်းတဲ့စကားတွေလည်းအကောင်းလည်းဖြစ်တတ်တယ်လူဘဝရလာတာဟာကောင်းတယ်လို့ဆိုတော့လည်းလူဘဝမှာမကောင်းတာတွေလုပ်ပြီးတော့တန်ဖိုးမဲ့တဲ့အရာတွေရသွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်လူဘဝမှာတန်ဖိုးရှိနဲ့နေထိုင်သွားလို့ဒီဘဝတန်မြာမှာအဖိုးမပြတ်နိုင်တဲ့တန်ဖိုးတွေကိုရသွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်တို့တွေဟာတတိကြီးစွာထားပြီးကောင်းမြတ်တဲ့တန်ဖိုးတွေကိုရအောင်ယူကြမှာဖြစ်တယ်လို့ကိုယ်စီနှလုံးထားပြီးကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာဤချမ်းသောငါဖြံငြိမ်းချမ်းကြပါစေမေတ္တာဤချမ်းသောငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကြမှာစိတ်ချမ်းသာလူရဆန္ဒပြေပါစေသက်ရှိကြမှာစိတ်ချမ်းသာလူရဆန္ဒပြေပါစေဟောလန္တဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိသဗ္ဗေတံဘဝယံတုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာတဟုရောင်မြူပါဝေငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရအခြင်းကြောင့်သဗ္ဗေတံကျွဲ့မဲ့ဥဒ္ဒုံလုံးစုံများစွာတတ္တဝါတို့၏မတော်တရတိပြင်းပြဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကသာစင်ထောရအမြတ်จิตာတာယာပွင့်လန်းချမ်းသာဒုက္ခအတိဟုသောကုဗုဒ္ဓရာကြာမန်တို့သည်ဖုံးလန္တဝံသာရွှေမျိုးဝမုံလူတည်းကြည်နုဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခနကလေအောင်လေးတဲ့ရောရှက်သိမ့်ပြပိတိတိဟုသောယနန်တို့သည်ဘဝယံတုကောင်းစွာမဲ့သွေးကြိုင်လိုက်လေးနေကြပါစေကုန်သတည်း